မင်္ဂလာပါสวัสดีครับทุกคนဒီမှာညီမလေးတယောက်မေးထားတယ်ဈေးနည်းနည်းလေးကြံသေးတယ်ထိုင်လို့ဘယ်လိုပြောမလဲဈေးနည်းနည်းလေးကြံသေးတယ်ကိုယာยังมีนิดหน่อยครับยายังมีนิดหน่อยครับยาซียังมีရှိသေးတယ်นิดหน่อยနည်းနည်းလေးยายังมีนิดหน่อยครับမကုန်သေးဘူးဗျยังไม่หมดครับยังไม่หมดครับหมดဆိုတာก่อนหมดแล้วကုန်သွားပြီหมดแล้วยังไม่หมดครับမကုန်သေးဘူးဗျကျေးဇူးတင်ပါတယ်ခုလိုပဲသိချင်လို့ရှိရင်ကျွန်တော်ကို comment မှာမေးလို့ရပါတယ်ကျွန်တော်အားရနဲ့ဖြည့်ပေးသွားမှာဖြစ်ပါတယ်See you the next video guys ထုံးစံတိုင်း yes လို့မှန်နေပေးပါနောက်တစ်ခုကကျွန်တော်ကိုယ်တိုင်လည်းဆရာအဆင့်ထိမရောက်သေးပါဘူးအခုမှ steady လုပ်နေတော့ပါ land နေလုပ်နေတော့ကိုယ်တိုင်လည်းကြိုးစားနေတော့မှာကျွန်တော်သိတာလေးတွေကိုပြပြပေးအောင်ပါပဲခင်ဗျာပြီးတော့နည်းနည်းလေးတွေအမှားပါသွားခဲ့ရင်လည်းနားလည်ပေးပါပြီးတော့သိချင်တာလေးရှိနေအမနာလည်းမေးလို့ရပါတယ်ကျွန်တော်ကလည်းကြိုးစားရှာဖွေပြီးဖြည့်ပေးပါဖြစ်ပါ